Hello,ကျွန်တော်နာမည်ကိုသန်းအောင်ပါခင်ဗျ။ကျွန်တော်ကတော့ဒီ2020ကတည်းကနေပြီးတော့ဒီပါတီတွေကိုနည်းနည်း research လုပ်တာပေါ့နော်။ဟောကြည့်တဲ့အခါကျတော့ကျွန်တော် program method လို့ခေါ်တဲ့ဒီဒေါ်တက်တက်ခိုင်လို့ဒီ P3 လောက်က6ပါတီနဲ့တော့နည်းနည်းပို့ပြီးတော့နောက်တစ်ပြားသားနေစီဝါရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ခုလည်းဒီမှာကြားတာကတော့အင်တန်မှကျွန်တော်အားရစရာကောင်းပါတယ်။စီဝါရေးတွေနဲ့ကျွန်တော်တို့ဒေသကလည်းပဲဒီဘိတ်မျိုးဆိုတော့ကျွန်တော်ဘိတ်မှာမွေးဘိတ်မှာကြီးတယ်ဥက္ကမောင်ကြီးတို့တော့ကျွန်တော်ဘိုးတော်တော့မှတ်မိတယ်တိတ်တော့မသိဘူးမရင်းသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒေသကိုတနေ့တိုင်းကျွန်တော်တို့ဒေသတဲ့ကျွန်တော်တို့တနေ့တိုင်းအောင်ခြေတော့တစ်ချောင်းကတော့တနိုင်ငံလုံးထမ်းထားရသလိုပြင်းတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီတနေ့တိုင်းမှာ2014တကောင်စီကောက်တော့1.4 သန်းကျော်ရှိတယ်ကျွန်တော်တို့တနင်္သာရီတိုင်းရဲ့လူဦးရေစီးရင်အဲ့တော့ဒီတနင်္သာရီတိုင်းမှာကျွန်တော်တို့ဘိတ်ခရိုင်ကလူဦးရေ9 သိန်းကျော်2014တော့အခုဆိုရင်ကျွန်တော်ရွှေ့ပြောင်းအခြေချတဲ့လူနဲ့လူဦးရေတူနှုံနဲ့နောက်စစ်ပေးစစ်တမ်းကြောင့်ထွက်ပြေးလာတဲ့လူနဲ့ဆိုကျွန်တော်တို့ဒီဘိတ်ခရိုင်တစ်ခုတည်းကို9 သိန်းကျော်လောက်ရှိပြီလို့ကျွန်တော်တို့မန်းဆော့တာပေါ့နော်နောက်ဒီဒါကတော့လောဝကလို့ကနေတရားဝင်ထွက်တဲ့တည်င်းတော်မဟုတ်လူတွေကတအားများလာတယ်ကျွန်တော်မြို့သစ်တွေလည်းအများများလာတယ်တိုးချဲလာတဲ့ဟိုဟာတွေလည်းတော်တော်များလာတယ်လူတွေလည်းများလာတယ်အဲ့တော့ကျွန်တော်တို့ဒေသရဲ့အဓိကလိုအပ်ချက်တွေကတော့ကျွန်တော်တို့ဒီပြည်ခိုင်ဖြိုးလည်းကျွန်တော်မေးခဲ့တယ်ဟိုပြည်သူ့ပါတီလည်းကျွန်တော်မေးခဲ့တယ်ဥက္ကုကူကြီးလို့လည်းကျွန်တော်မေးခဲ့ပါတယ်အခုလည်းပဲကျွန်တော်ပြည်သူ့ပါတီလည်းမေးခဲ့ပါတယ်မေးမှာပါဘာဖြစ်လဲဆိုတော့နံပါတ်1ကျွန်တော်တို့ဒေသမှာကျွန်တော်တို့တနင်္ဒီဘိတ်ခရိုင်ဟာဘိတ်မြို့ဟာရေပတ်လဲဝိုင်းထားတဲ့မြို့ဖြစ်နေတယ်ဒီမှာရေအောင်မြေအောင်ရေအလော်ကျော်သုံးဆွဲမှုတော်တော်ကြောက်စရာကောင်းပါတယ်ဘာဖြစ်လဲဆိုတနေ့ကိုခါလန်သိမ့်နေချီပြီးတော့ကျွန်တော်သုံးဆွဲနေရပဲရေလုပ်ငန်းတွေရှိတော့ဒီမှာရေခဲစဲလို့ငါရေဆေးပါညာအစရှိတဲ့လုပ်ငန်းတွေအကုန်လုံးထုတ်ယူသုံးဆွဲဖို့မြေအောင်ရေလော်ကျော်သုံးတယ်နောက်နေ့စိတ်လောက်30လောက်ဆိုရင်ကျွန်တော်တို့ဒေသရေကိစ္စပြဿနာအကြီးကျယ်တက်လိမ့်မယ်ဒါပေမဲ့အခုအများပိုင်းဘိတ်အများပိုင်းကတော့ဒီတနင်္သာရီမြစ်ကနေပြီးတော့ကျွန်တော်တို့ဘိတ်ကိုတွယ်ဖို့လုပ်နေပါတယ်ဒီဘိတ်ခိန်တစ်ခုလုံးတန်းနိုင်သလောက်ပေးမယ်လို့တော့သူတို့လုပ်နေတယ်ဆိုတော့ဒါပေမဲ့သူတို့လည်းနေမီမအေးချမ်းတာနဲ့ရင်းနှီးမြုပ်နှံမဲ့လူတွေကိုရှာတာနဲ့ဆိုတော့အလုပ်ကမတွေ့နိုင်ဘူးအဲ့တော့ကျွန်တော်တို့ဒုတိယလက်စစ်မီကျွန်တော်တို့ဒေသ1000ကျော်ဖြစ်နေတယ်ဟိုကျွန်တော်တို့ပြောရင်တော့ဟိုလူတိကိုက်ဒီလူတိကိုက်ဖြစ်မှာပါပထမဒီခုလောက်ထားတဲ့ကုမ္ပဏီကနေရာကျော်နဲ့ပေးမယ်ဆိုတော့ရက်ွက်အခုတူကိုရမိစေးတဲ့အကုန်လုံးရပ်သွားတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့တက်လာလိုက်တာအရင်တော့သူကတော့စီမင်းနဲ့ပေးမယ်ဆိုပြီးတော့သူကပြောတယ်အဲ့မဲ့ခုနောက်ပိုင်းတော့သူကဒီဇယ်နဲ့ပဲခုတ်တာ1000ကျော်ဖြစ်နေတယ်ဒီယူနစ်ကိုအဲ့တော့ကျွန်တော်တို့ဘယ်နိုင်ငံခြားကျွန်တော်တို့ဒေသအင်မတန်စေရုပ်လုံးရုပ်လေးအရန်ပေါ်တယ်နိုင်ငံတော်ဆိုရစစ်ကိုအခေါ်ပန်းတော့အများဆုံးရှာပေးတာတဲ့ဒီဘိတ်ခရိုင်ပါပဲခင်ဗျအဲ့တော့ကျွန်တော်တို့ဒေသကိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုကျွန်တော်တို့ဒီလျှက်စစ်မီးများလေးရိုးဖို့လိုတယ်အဲ့ဒါကြောင့်မှနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်းအများကြီးလာအများကြီးရှိတယ်ကျွန်တော်တို့ရေလုပ်ငန်းကုမ္ပဏီဟိုဒေါ်သက်သက်ကန်လို့သွားကြည့်ရင်သိလိမ့်မယ်အဲ့တော့ကျွန်တော်တို့လျှက်စစ်မီးကျွန်တော်တို့ဒေသမှာတနင်္သာရီတိုင်းမှာပထမ gas ထွက်တယ်ရဲတခွန်နဲ့ရဲတယ်နော်ကျွန်တော်တို့မခံစားလိုက်ရအောင်ကျွန်တော်တို့ခုထွက်နေပြီဘိတ်ခရိုင်နဲ့ဆိုရင်မိုင်ဘလောက်မှမဝေးဘူး94.6 trillion ထွက်တယ်ဒါကမ္ဘာမှာဒုတိယအကြီးဆုံးဒါ gas တိုင်းပဲဒီတစ်ခါတော့ကျွန်တော်တို့ကနိုးစော်တယ်တိုက်တော်တယ်ဟိုတော့တိတိကင်တို့တော့ကိုယ်လက်ရှိမှာတော့ပါတီကိုစီယုံနေတယ်ဆိုတော့တကယ်လို့လွတ်တော်ထဲရောက်ခဲ့ရင်ကျွန်တော်တို့ဒေသရဲ့အကြောင်းလေးတွေကိုပြောပေးပါဒါကျွန်တော်တို့တိုက်တော်ပါတယ်နူးစော်ပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒေသကတော့တစ်နှစ်သုံးဆိုရင်ဒေသခံတွေကတော့ခံနေရတာပါအဲ့တော့ဒီဒေသကအစစရဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်ဆိုတာအများကြီးပြောကြတယ်ဒါပေမဲ့တကယ်ကြတော့ပြန်သွားတဲ့လူတွေကများတယ်ကျွန်တော်တို့ဒေသမှာနောက်တစ်ဆိုရင်ကျွန်တော်တို့ဒေသန္တရ local government ကိုပြဖြစ်ဖို့ကျွန်တော်တို့ဒေသသားတွေအုပ်ချုပ်ဖို့ကျွန်တော်ဒေသသားတွေစီမံခန့်ခွဲဖို့
ကျွန်တော်တို့အများကြီးလုပ်ပါတယ်စီးပွားရေးတွေမှာအရန်ကိုကောင်းပါတယ်အခုဒီမှာပြောသွားတဲ့ program method ကိုကျွန်တော်ဟိုကလေးကနေဆရာဦးမြင့်လို့ဆရာဦးမြင့်လို့ဆရာဦးကျော်ဝင်းလို့ဒီပြောတဲ့ဟာတွေကျွန်တော်တော်လေးကိုအသေးစိတ်နားထောင်ပါတယ်ကြည့်ပါတယ်ဟိုစီးပွားရေးမှာတော့ဒီ program တွေပဲတင်ပြတဲ့အခါမှာတော်သေးသေးခိုင်တော့နားတပြားသားတယ်ကျွန်တော်ဒါအာဏာရဆိုရဖွဲ့အစစ်စစ်နဲ့ကျန်တဲ့လူကုန်လို့ကျွန်တော်တို့မြင်ခဲ့တဲ့ဟာကိုပြောပြတာအဓိကနောက်တစ်ချက်ကကျွန်တော်ဒေသအင်တာအေဂျင့်နဲ့ဟာ ACA စာချုပ်ထိုးပြီးကြတဲ့ကနေပြီးတော့ရန်ကုန်ကြိုက်တဲ့ချိန်သွားလို့ရတယ်။ကော်လန်းကနေပြီးတော့ည7:00နာရီလဲသွားလို့ရတနာရီလဲသွားကိုမနေ့6:00နာရီညနေ6:00နာရီဆိုရောက်တဲ့နေရာမှာရပဲ။တောင်းရန်တွေလဲပေါ်ဂိတ်တွေလဲပေါ်ကျွန်တော်တို့ထင်းသလိုမရောက်တော့ဘူး။အရင်ဆိုရင်နိုင်20လောက်ဆိုရင်ရန်ကုန်ရောက်ပြီ။အခုဆိုရင်2ရက်လောက်သွားရတယ်။တချို့ဆိုရင်3ရက်လောက်ကြာတချို့ဆို10ရက်လောက်ကြာလမ်းမှာတိုက်ပွဲတွေဖြစ်လို့အဲ့တော့ကျွန်တော်တို့တိုင်းပြည်ငြိမ်းချမ်းမှရတော့မယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်ကိုတကယ်လို့ဒေါ်သက်သက်ခိုင်တို့ပါတီကရောက်သွားရင်ငြိမ်းချမ်းရေးအတွက်ကျွန်တော်တို့တိုက်တော်ပေးပါဒီဆွေးနွေးလို့ရပါတယ်ကျွန်တော်နိုင်ငံသားတွေပါကျွန်တော်တိုင်းရင်းသားတွေကိုစက်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကိုယ်ပိုင်ပြတ်တတ်မိုက်ခွင့်တွေကျွန်တော်တို့ဒေသလည်းကျွန်တော်တို့လည်းလူချင်းကျွန်တော်တို့ဒေသကျွန်တော်တို့လည်းကြိုးစားတာပဲတနေ့ကျရင်ကျွန်တော်တို့အမျိုးသားပြည်နယ်တစ်ခုဖြစ်စေချင်ကျွန်တော်တို့တနင်္သာရီတိုင်းလူမျိုးစုံရှိတယ်ဟိုတိုင်းရင်းသား135မျိုးထဲမှာလည်းမထည့်ထားတဲ့လူမျိုးတွေလည်းအများကြီးရှိတယ်ဘုတ်ပြင်တို့ကော့တောင်တို့နောက်မှာနောက်ပရှူးတို့ရှမ်းလူမျိုးတွေပါတယ်ဒါ minority တွေ majority ဆိုတာကျွန်တော်တို့ဘိတ်တူဝဲစကားပြောတာ majority ရောလူများစုတွေပါဗမာဆိုတာလူနည်းစုပါပကံလို့ကျွန်တော်တို့ကပြောပြရင်အထက်တန်နဲ့ပြောတဲ့လူအကုန်လုံးပကံလို့ခေါ်ရတယ်အဲ့ဒါတွေကဗမာတွေကိုပြောတာပါသူတို့ကလူနည်းစုတွေပါအဲ့တော့ကျွန်တော်တို့ဒေသကိုကျွန်တော်ဒေသသားတွေအပါဝင်အားလုံးပါlocal government လို့ခေါ်တဲ့ဒေသအခြေပြုတဲ့ဒီအစိုးရစနစ်လေးဖြစ်အောင်တော့အစစ်တွေတော့အများကြီးလိုပါသေးတယ်နောက်ပြီးတော့ကျွန်တော်တို့တိုင်းရင်းသားတွေရောအကုန်လုံးဒီတိုင်းပြည်မှာ2021ကတည်းကနေဖြစ်လိုက်တဲ့ပြဿနာတွေဟာကျွန်တော်တို့မိုးမဆုံးမြည်မဆုံးတော့အမြန်ဆုံးနည်းနဲ့ငြိမ်းချမ်းစွာဆွေးနွေးဖို့ယုံကြည်ချက်ကျင်းသားပဲဖြစ်ဖြစ်နိုင်ငံကျင်းသားပဲဖြစ်ဖြစ်ဟိုကျွန်တော်တို့ကျင်းသားအားလုံးကိုလွတ်ပေးနိုင်အောင်ကြိုးစားအားထုတ်ပေးပါလို့ကျွန်တော်တို့ဒီကနေတောင်းဆိုရင်းနဲ့တိုက်တော်ပါတယ်နှူးစောပါတယ်ကျွန်တော်တို့နောက်စကားကြီးခေါ်တော့ကျွန်တော်တို့ပြောပြခြင်းပါတယ်ကျွန်တော်တို့ဟိုတော့လောကရနေပေါင်း80 70လောက်တော့တရားကြီးအုပ်ချုပ်ရေးဇနစ်ဒီဒေါက်တာဘောမောဘိတ်ကူလာတော့သူကဘိတ်မှာလာဟောတယ်ဓမ္မပါတီကအဲ့တော့ဆရာတော်ဒီတောကြောင်းဆရာတော်ကြီးကဒီတနယ်လုံးမှာဆိုရင်ကျွန်တော်တို့ဆရာတော်ကြီးကတကယ်အထက်ကြီးရပါပဲအဲ့တော့သူ့ရဲ့ program တွေဘာတွေကိုရှင်းပြတော့အဲ့တော့ဆရာတော်ကြီးကနောက်ဆုံးမှတစ်ခေါက်တော့ပြောခဲ့တယ်ဝါဟင်းတော့မဖြစ်ပါစေနဲ့နော်လုံးသမျှအားလုံးကဝါဟင်းဆိုတာဟာဥက္ကမောင်ကြီးတော့သိပါတယ်ကျွန်တော်တို့ဗိတ်သားတော်များများသိပါတယ်ဝါဟင်းတော့မဖြစ်ပါစေနဲ့လို့အဲ့ဒီတခေါ်လေးတော့ပြောလိုက်ပါတယ်အခုလည်းပဲကျွန်တော်ဥက္ကမောင်ကြီးရောဒေါက်တာသက်သက်ခိုင်လို့ရောပြောတဲ့စကားလုံးကတော့ကျွန်တော်အင်ပတန်မှာအားရပါတယ်နောက်ဆုံးမှာဝါဟင်းတော့မဖြစ်ပါစေနဲ့လို့ကျွန်တော်တော့ဟိုပါဖြစ်ပါတယ်ဝါဆိုတော့တာတော့ဘောနော်ဟင်းဆိုတော့ဘာမှမဟုတ်တော့ပါလားဆိုတော့အဲ့လိုမျိုးဝါဟင်းတော့မဖြစ်ပါစေနဲ့လို့ကျွန်တော်ဒီကစကားလေးပြောပြရစီခင်ဗျကျေးဇူးတင်ပါတယ်